မင်းမရှိရင်အသက်မရှင်ခြင်းဘူးဆိုပြီးလက်ပေါ်ကိုဗလိတ်ဓားလေးကောက်တင်တော့တငယ်ချင်းကထအော်တယ်ဟဲ့ငါလက်ကြီးတဲ့ငငယ်တော့ကမအိတ်လို့ရိုက်တယ်ကြီးလာတော့အိတ်နေလို့ဆဲတယ်အမေတို့များအမျိုးမျိုးကြိုက်ခါသားကဓားရှာတာတော့ဆေးရုံတင်ပေးခြင်းတာညာလဲပြီးတော့ကားတိုက်တာကိုအုံဖွာတဲ့တချို့ရင်ဝင်တွေများတိတ်ကျဲတာပဲ2ယောက်3ယောက်ဆန်တယ်ကျွန်တော်ရင်ဝင်များတိတ်ကျင်းတာပဲတစ်ယောက်တည်းထဲ့တာတော့ပြန်ပြီးထွက်တယ်မန်တဲ့လာပါလိမ့်နေလို့အကောင့်ထဲဝင်ကြည့်လိုက်တာရှေးတဲ့ကခရမ်းသီးကိုစိုက်ကားအသွားပြန်ကြိတ်ထားတဲ့ရုပ်နဲ့လိုက်လွတ်ပြီးဆဲပြန်ရင်လည်းငါးဆက်လီဖြစ်အောင်ပဲအပူအပင်မရှိတဲ့ကလေးပါးဝါကိုပြန်လိုခြင်းနဲ့ပြောအောင်လေအဖေနဲ့အမေကရှေ့ရိုက်တော့ပြန်မသွားခြင်းဘူးစိတ်ညစ်လို့ရင်သွားဖွင့်တာတော့တငယ်ချင်းကစီမပြလို့နှစ်ခါစိတ်ညစ်ရတယ်အကောင့်ထဲမှာဘာတင်ဘာမှမပေးကြတဲ့မတန်မစွမ်းအဖို့ကရှိကိုရှိတယ်နေမကောင်းကြရဲ့လား